ခရ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 ဟာငါအဲ့ရနော်လာပြီပဲငါရေချိုးလိုက်ပါအောင်မလဲဒီနေ့ငါတို့ရွာသွားမှာဆိုတော့ရွာလမ်းကမှန်ပြီတော့ဒါကဆက်သွားကြည့်မှာရွာလမ်းရောက်ပြီငါရေချိုးလိုက်ရွာသွားမယ်တနာတော့အဲ့ကိုအိမ်မှာပဲတစ်ချက်စိုက်ပြိုးရေးတွေပါအဲ့ဒါပဲလုပ်မယ်ငါရွာသွားမှာဆိုဒီနေ့လေးပဲဝလိုက်မယ်โอเคအကိုကြီးတနိုးလိုက်မယ်ကိုကြီးထားတော့ဒီနေ့ရွာသွားမယ်လေအေးသွားမယ်ခဏစငါမိနစ်မလေးလည်းထားတော့နော်ဒီနေ့ရွာသွားမယ်ဟမ်ဒီနေ့ရွာသွားမယ်အေးမသမီးကြီးချိုးလိုက်ပဲမရလေရွာသွားမယ်ဆိုမှပဲဟုတ်တယ်လေရွာသွားမယ်လေမင်းကြီးချိုးမယ်လေဒီချိုးလိုက်ပါအောင်ငါရွာသွားချင်တယ်လေဒီလိုချိုးပါရဲ့นี่แหละพวกไว้มาบ้าไม่ตุ๊ตัวมาเลยเอ๊ะมาตัวอะไรมาฮอกแกทำไมจะว่ามาซาเนี่ยนะฮอกแกงานมาเลยบ้าไม่ตุ๊ตัวมาสระเลยงานเลยไปมาว่างานมาเลยแบบอันนี้เลยเลยไว้สระงานเดียวนี่เลยแบบว่าကိုကြီးထားတော့အေးထားမယ်မမသမင်းချက်လာအောင်နော်ညီမလေးဒါမှဖောက်ကြည့်နေဒါမှမမလက်တော့မှာသွားဆော့နေနော်ဟုတ်ကဲ့မမငါလက်တော့လေသွားကြမယ်အကိုကြီးထားတော့ဆိုနေအေးထားမယ်ထားလိုက်ပါဦးလေဒီနေ့ငါရွာသွားအောင်မဆိုတော့ထားလိုက်โอเคထိုးလိုက်အဲ့လည်းပါရေးဆိုတော့မလေးရဲ့ကွန်ပျူတာနဲ့မဆောနေနဲ့လာအကိုဟိုလာလောက်လာအောင်မနော်ဒါမှဖုန်းကြည့်နေဟုတ်ကဲ့ထိုင်အမှန်ထိုင်နော်โอเคဟုတ်ကဲ့အကိုအလုပ်တော်လို့ဖုန်းကြည့်လိုက်ပါဦးမယ်လေငါဟင်းလိုက်ချက်ပါလေညီမလေးထမင်းစားရမယ်နော်ဟုတ်ကဲ့မမမလေးအကိုကြီးအကိုထမင်းစားလို့ရတယ်အေးခဏဒါပြီးနာခင်ငါတော့စားနေပြီဘာကြက်ဦးနဲ့ဟိုတာငါညီမလေးတိုက်တယ်မမရေလာပြီးဒါလာညီမလေးကြိုက်တဲ့ဟင်းချက်တာပေးရလေဟုတ်ကဲ့မမအကိုကိုမလာသေးဘူးလားအကိုနေ့အကိုကမှအလုံးနေတဲ့တဲ့လာပါပြီဟဲ့လာပြီကိုရောက်လာပြီလားအေးဒီမှာစားကိုငါလေးကဒါမကြဘူးလေဟောအဲ့ဆိုလည်းပြီးဒီနေ့ရွာသွားမှဆိုတော့ညီမလေးကြိုက်တဲ့မုတ်တွေဝယ်သွားမယ်ဟိုရောက်ရင်တော့လိမ့်မနေနော်ဦးတွေကကြတော့အလုပ်သွားလောက်လာပါလားကြလားတော့မသိအဲ့ဒါသူများအဲ့ကိုလည်းလက်ဆောင်မဝင်အောင်နော်ဟုတ်ပြီလားဟုတ်ကဲ့ပါအကိုကလည်းအကိုဒီနေ့ရွာသွားမှဆိုတော့ဟိုဦးတွေအတွက်ဒီဘာဝယ်သွားပြဝယ်ပါနဲ့တူတော့မှဟိုလိုမျိုးရှာဟိုလိုမျိုးအသီးနှံနေရှာနေတာဟာငါတို့မှတော့အသီးနှံနေဝယ်ရတာခက်အဲ့ဆိုလည်းပြီးရောညီမတော့စားဖို့ပြီးသွားပြီအကိုနဲ့ညီမလေးနဲ့စားနဲ့
ဒီနေ့မလှဘူးလားလို့လှတယ်ဒီမှာဆွဲကြိုးလေးနဲ့ဒီမှာချက်ထားနေမယ်ညီမလေးရှားပွားပြီးအခုမြန်မြန်စားနော်အေးပါဒီမှာထိုင်နေမယ်ငါလည်းစားပွားပြီးတော့ကြမယ်တော့ကြမယ်လားလာသွားမယ်ရေโอเคနားမလည်းမဟုတ်ဘူးမဝဲအောင်မဝဲဘူးကိုလာပတ်ဆက်မေးတယ်ဟုတ်ကဲ့ဒီရတာယူပဲယူနဲ့ညီမလေးယူမညီမလေးဒါဆိုလည်းပြီးရောဟေး